ငွေရီဘောလုံးလုံးအမျိုးတွေကိုတယောက်သိန်းတစ်ထောင်နဲ့တဆွေမျိုးလုံးကိုထောက်ပံ့ခဲ့တဲ့တထေးကြီးဦးမျိုးတန့်တစ်တပင်ကောင်းရင်ငှက်တောင်းနားနိုင်တယ်ဆိုတဲ့စကားပုံကိုလက်တွေ့သက်သေပြလိုက်သူကတော့တထေးကြီးဦးမျိုးတန့်မှာလက်ရှိခေတ်ကာလကြီးမှာကိုမိသားစုဝမ်းစာရေးအတွက်တောင်ရုန်းကန်နေရစဉ်ဦးမျိုးတန့်ကတော့သူ့ရဲ့သမီးလေးမွေးနေ့အထိမ်းအမှတ်ဖြစ်ဆွေမျိုးသားချင်းတယောက်စီတိုင်းကိုငွေကျပ်သိန်းတစ်ထောင်စီလက်ဆောင်ပေးပြီးတော့ထောက်ပံ့ခဲ့ရဖြစ်ပါတယ်။အမွေကိစ္စငွေကြေးကိစ္စတွေနဲ့ဆွေမျိုးချင်းချင်းစိတ်ဝမ်းကွဲလေးရှိတဲ့ဒီလိုခေတ်ကြီးမှာကိုချမ်းသာတယ်လို့ဆွေမျိုးတွေကပါလက်တွဲခေါ်တဲ့သူ့ရဲ့စိတ်ထားကတကယ်ကိုရှားပါပြီးတော့လေးစားစရာပါ။ဒါတင်မကသေးပါဘူးဇနီးတဲ့တော်အေးမွန်ကိုလည်းကာလာတန်မိုး36,000တန်နဲ့စိန်ပရကြီးဆင်မြန်ပေးထားသလိုအိမ်မှာဆိုရင်လည်းဇနီးတဲ့ရဲ့အကြံဉာဏ်ကိုတလေးတစားနားထောင်တတ်တဲ့စံပြခင်မုံကောင်တယောက်ပါသူရဲ့ကြွယ်ဝမှုတွေကလည်းရလုပ်ငန်းကနေရရှိလာတဲ့တရားဝင်အကျိုးမြတ်တွေဖြစ်ပြီးရရှိလာသမျှကိုမိသားစုအတွက်သာမကတောင်သူလယ်သမားတွေကိုနည်းပညာနဲ့မျိုးစေ့တွေပြည်လည်မျှဝေပေးနေသူလည်းဖြစ်ပါတယ်ငွေကြေးတင်မကစိတ်နှလုံးမှာချမ်းသာတဲ့တတိစစ်စစ်လို့ဆိုရမှာပါကဲပရိသတ်ကြီးကိုဆွေမျိုးတွေကိုသိန်းထောင်ချီပေးကမ်းရရောတဲ့ဦးမျိုးတန်းရဲ့စေတနာကိုဘယ်လိုမြင်လဲကိုပတ်ဝန်းကျင်မှာရောဒီလိုလူမျိုးတွေ့ဘူးလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကုန်စည်နှုန်းကြီးလို့ဝန်ထမ်းတွေကိုလာစာ10သိန်းတိုးပေးလိုက်တဲ့တိုးအောင်လက်ရှိကုန်စည်နှုန်းတွေအစမတန်မြင့်တက်နေတဲ့ကာလမှာဝန်ထမ်းတွေရဲ့ဘဝကရုန်းကန်နေရတာအလုံးသိပါပဲဒီလိုချိန်မျိုးမှာ LGBT ဆယ်လီတူဖြစ်တဲ့တိုးအောင်ကသူမရဲ့အထည်ဆိုင်မှာသစ္စာရှိရှိလုပ်ကင်ပေးနေတဲ့ဝန်ထမ်းတွေကိုတလလာစာ10သိန်းထိတိုးမြင့်ပေးလိုက်တယ်ဆိုတဲ့သတင်းကဆိုရှယ်မီဒီယာမှာတကယ်ကိုဟိုလေးတကြောဖြစ်သွားခဲ့ပါတယ်တာမန်အဖြစ်တော့ဝန်ထမ်းတယောက်ရဲ့လစာက2သိန်း3သိန်းဝန်းကျင်မှာပဲရှိနေတတ်တဲ့ဒီနေ့ခေတ်မှာ10သိန်းဆိုတဲ့ပမာဏကအလုပ်ရှင်တယောက်ရဲ့မြစ်တာနဲ့စေတနာကိုအထင်ရှားပြသလိုက်တာပါတိုးအောင်ကတော့ကိုလူတွေစိတ်ချမ်းသာမှအလုပ်တွင်မယ်ငါစီမှာလုပ်တဲ့သူတွေလူတန်းစိတ်နေနိုင်ရမယ်ဆိုတဲ့ခင်မိတဲ့စီမံခန့်ခွဲမှုနဲ့ဝန်တန်းတွေကိုတန်ဖိုးထားပေးခဲ့တာဖြစ်ပါတယ်သူမကိုယ်တိုင်သိန်းထောင်ကျော်တန်းကားကြီးတွေကိုစီးပြီးတော့ချမ်းသာလာပေမဲ့ဘဝဟောင်းကိုမေ့မသွားပဲကိုအတွက်ချွေးထွက်ပေးတဲ့ဝန်တန်းတွေကိုလည်းလိုက်ပါချမ်းသာစေခြင်းနဲ့စိတ်ထားကတကယ်ကိုစံပြပါပဲဝန်တန်းတွေကိုဖိနှိပ်မထားပဲအခုလိုရဲရဲရောချင်းမြင်လိုက်တာကလုပ်ငန်းခွင်မှာပျော်ရွှင်မှုကိုဖန်တီးပေးလိုက်တာဖြစ်ပြီးဒါကရေရှည်မှာစီးပွားရေးပိုအောင်မြင်ဖို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဝန်ထမ်းတွေကိုခေါင်းပုံမဖြတ်ဘဲလစာ10သိန်းထိပေးလိုက်တဲ့တိုးအောင်ရဲ့စေတနာအပေါ်ဘယ်လိုမြင်ကြလဲရှင်။ဆိုပြတဲ့စဉ်ကဝင်းမုံရွှေလောက်မအောင်မြင်ရတဲ့အကြောင်းရှင်ဝင်းမုံရွှေဟာလက်ရှိမှာအချစ်စည်းလိုရုပ်ရှင်ဇာတ်ကားကြီးတွေမှာထိတ်တန့်မင်းသားကြီးတွေနဲ့အတူခေါင်းဆောင်မင်းသမီးအဖြစ်နဲ့အရှိန်အဝါကြီးမားစွာရပ်တည်နေစေပါ။တစ်ဖက်မှာတော့ဆိုပြတဲ့စဉ်ကရုပ်ရှင်တွေပေတဲ့ကထက်နယ်ပွဲတွေမှာသချင်းဆိုတာနဲ့လိုက်စည်းမှာဈေးရောက်တာမျိုးတွေကိုပုံမလုပ်ကင်နေရတာကြောင့်ဆိုပြတရားအစင်တန်းကျသွားပြီလားလို့တောင်ပရိသတ်တွေကဝေဖန်ကြပါတယ်။အောင်မြင်မှုကွာခြားသွားရတဲ့အဓိကအကြောင်းရင်းကတော့လူအများထင်သလိုငွေကြေးနောက်ခံကြောင်းမဟုတ်ပါဘူး။နှစ်ဦးစလုံးရဲ့အိမ်တော်ဘက်တွေကအစင်လာကြီးမားတဲ့တထေးကြီးတွေပါအဓိကကွာခြားချက်က personal branding ပါပဲဝင်းမုံရွှေကနိုင်ငံတကာအဆင့်မီအောင်သူမရဲ့ပုံရိပ်တွေကိုစနစ်တကျတည်ဆောက်ပါတယ်ကိုပိုင် team တွေနဲ့ဓာတ်ပုံတင်တာကအစ professional ဆန်အောင်ဖန်တီးထားတာကြောင့် luxury brand တွေကသူမကိုလက်တွဲခြင်းနေကြတာပါဆိုပြတဲ့စဉ်ကတော့အနေအေးလုံးပြီးတော့ပရိသတ်နဲ့ထိတွေ့မှုနေပါပါတယ် promotion ပွဲတွေကိုစိတ်ဝင်စားမတက်ရောက်တာနဲ့အမြဲတမ်း active မဖြစ်တာကသူမရဲ့ဈေးကွက်အတန်ဖိုးကိုကျဆင်းစေခဲ့ပါတယ်ယနေ့ခေတ်မှာအနုပညာရှင်တယောက်ကတရုပ်ဆောင်ကောင်းယုံနဲ့မလုံလောက်ပဲစီးပွားရေးတစ်ခုလိုစနစ်တကျလဲပတ်ဖို့လိုအပ်ပါတယ်။ဆိုပြီးကတော့ရိုးရှင်းတဲ့ဘဝမှာကျင်းနေပုံရပေမဲ့သူမရဲ့အရေးချင်းတွေအတွက်တော့တကယ်ကိုနှမျောစရာဆုံးရှုံးမှုတစ်ခုပါ။ကဲပရိသတ်ကြီးတို့ရောဆိုပြတဲ့စဉ်တယောက်ထိတ်တန်းနေရာကိုပြန်တက်လန့်ဖို့ဝင်းမုံရွှေရဲ့စနစ်တကျလှုပ်ဆောင်ပုံတွေကိုအတူယူသိမိလို့ထင်လားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်မှာဝင်ရောက်ရေးသားပေးပါအောင်နော်။ဇော်လေးနိုင်စဲအဖွဲ့ကိုပေးမန်းနေတဲ့ကြားကအခုလိုလုပ်ပြီးလို့ချီကျူးခံနေရတဲ့ဖို့ချစ်ပြီးခဲ့တဲ့ရက်ပိုင်းကမင်းသားဇော်လေးနိုင်ရဲ့ဇက်အဖွဲ့တောင်ညိုလန်းမှာစိုးရောစွာကားမောက်ခဲ့ပြီးတော့အဖွဲ့သား12ဦးထိအသက်ဆုံးရှုံးခဲ့ရတဲ့ကြေကွဲစရာဖြစ်ရဲ့ကြောင်းတပင်လောကသားတွေအတွက်လည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်ဒီလိုအခက်အခဲဆုံးချိန်မှာတပင်မိသားစုရဲ့ခေါင်းဆောင်ဖြစ်တဲ့မြို့ရှင်မန်းသားဖို့ချစ်ကတော့စံနမူနာပြခေါင်းဆောင်ကောင်းပြီးသားစွာရပ်တည်ပေးခဲ့တာပါမင်းသားကြီးဖိုးချစ်ကဝမ်းတွင်းမြို့မှာဇက်ကပြဖြောပြီးအပြီးတညာလုံးမအိမ်မနေပဲပင်ပန်းနေတဲ့ကြားကနေပြီးတော့ကရင်1000ဆေးရုံမှာကုသမှုခံယူနေတဲ့လူနာရီစီကိုလူကိုယ်တိုင်အပြေးလွှာသားရအားပေးခဲ့တာပါအားပေးစကားတွေမကပဲဖိုးချစ်ဇက်အဖွဲ့နဲ့အလူရှင်ပေါင်းစုံထံကစုပေါင်းရရှိတဲ့အလူငွေသိန်းပေါင်း800ကျော်ကိုလည်းထိခိုက်ဒဏ်ရာရရှိတဲ့သူတွေနဲ့ကွယ်လွန်သူမိသားစုတွေအတွက်ကိုယ်တိုင်ကိုယ်ကျအလူတန်းပေးခဲ့တာဖြစ်ပါတယ်။ကိုဗစ်ကာလတုန်းကလည်းတပင်အဖွဲ့သားတွေကိုသိန်းပေါင်းထောင်ချီအကုန်ကြခံကောင်ထမင်းကျွေးခဲ့မှုတဲ့ဖိုးချစ်ကအခုလည်းမိမိပင်မနာထက်လောကသားတွေဒုက္ခရောက်တာကပိုအရေးကြီးရဆိုတဲ့စိတ်ဓာတ်နဲ့အာကိုထိုက်တဲ့အရေးစစ်ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ပရိသတ်တွေကတော့ခေါင်းဆောင်ကောင်းပြီးသားတဲ့ဖိုးချစ်ကို
ပင်လောကရဲ့သူရဲကောင်းလို့တောင်အမောတင်ချီကျူးနေကြပါပြီကဲပရိသတ်ကြီးတို့ရောပင်မနေတဲ့ကြားကဇက်အဖွဲ့သားတွေအတွက်300ကျော်လူတန်းပြီးတော့လူကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ဥက္ကဋ္ဌကြီးဖိုးချစ်ရဲ့စိတ်ထားလေးကိုချီကျူးစကားလေးတွေပြောပြသွားကြပါအောင်ရှင်